Okay. မိတ်ဆွေတို့အားလုံးကိုကျွန်တော်ရဲ့ YouTube channel ကနေပြန်လဲကြိုဆိုပါရနော်အခုကျွန်တော်တို့29ရက်နေ့အတွက်29ရက်နေ့စေလ2025ကျွန်တော်မနက်မထွက်ရင်ညနေထိုးမယ်ကနန်းနော်1 day one day အတွက်ကျွန်တော်ထိုးခွဲဖြစ်ပါတယ်နော် one day အတွက်ထိုးခွဲဖြစ်တယ်ဒီကင်မရာမုံနေနော်one day ကျွန်တော်တို့ဒီ28ရက်နေ့မှာကြာတော့ကျွန်တော်တို့ဒီလိုမျိုးမှန်သွားနော်ဒီမှာကျွန်တော်ဒီဗီဒီယိုလေးတင်ထားနော်ဒီမှာဗီဒီယိုထဲဝင်ကြည့်တဲ့လူတွေကဒီရမယ်ထင်တယ်နော်ဒီမှာကျွန်တော်ဒီ305အချိန်ရ94အချိန်ရကိုဒါပေမဲ့ဒီမှာကျွန်တော်ရန်လို့ပြောလိုက်တော့ဒါပေမဲ့ကျွန်တော်ရွေးပြီးမှပြန်ထိုးခိုင်းတယ်30858 9398ကျွန်တော်ရွေးပြီးမှပြန်ထိုးခိုင်းဒီကောင်ကိုပြန်ဟောခိုင်းတယ်ဒီကောင်ကိုအော်ဒါရန်နော်ဒီကနေပြန်ရွေးပေးတာနော်98တလုံးတော့တရက်တလုံးတော့အခုကတရက်တလုံးတော့မိနေလို့ပြောလို့ရတယ်နော်ဒီနေ့တိုင်းမှာတင်နော်တစ်ပတ်စာကကျွန်တော်တို့ဒီတိုင်းကြည့်ပြီးမှဆက်ပြီးမှဆော်မယ်နော်အခုဒီနေ့တိုင်းတစ်ပတ်ကျွန်တော်သွားမယ်ဒီ28ရက်နေ့အတွက်ကျွန်တော်ချက်ပြန်ကြည့်နော်28ရက်နေ့ဘလို့သွားနေလဲဆိုတော့မနေ့တော့ရှစ်တော့ကိုလေးကျွန်တော်ဒီပြပင်မရှိသေးဘူးလို့ပြောလို့ရနော်6နဲ့10ခွန်ငါကိုပြီးမှ20ခွန်လေး56ပြန်ခွန်တဲ့နဲ့ကို6နေရှိဒီမှာနေတဲ့ရှိကိုဒီနေ့တကလည်းကျွန်တော်ပြက်ကတင်ဒီတပတ်စာကတင်တဲ့အချိန်မှာကျွန်တော်ဒီအပြောပြဖို့เนาะဒီ21ကကျွန်တော်ပြန်ကြားရှိပါတယ်လို့ပြန်ကြားရှိတယ်ဒီပတ်အတွက်ပြန်ကြားရှိကျွန်တော်ရန်ခိုင်းတာအမှန်တော့ကျွန်တော်ခွန်ငါနဲ့300နေကိုရန်လို့ပြောလိုက်เนาะဗီဒီယိုဖိုင်ဒါမဲ့နေ့ကတော့နေ့300နေ့ကတော့နေ့10ကတော့ဟုတ်ပါတယ်ဒါမဲ့300နေ့မထွက်ဘဲနဲ့တင်းနေလာထွက်နေနော်ဆိုတိတ်တော့အဆင်မပြေဘူးပြန်ကြဒါမဲ့ကျွန်တော်ဒီကပြက်ကတင်အနေအတန်အဆုံးရှာအိမ်မှာတင်ပေးထားဖြစ်နော်အဲ့လိုရှိရင်ကျွန်တော်အခုဒီပြတ်ထွက်သွားတဲ့ဥစ္စာကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာတုံးနဲ့ဒါဒီအပေါင်းရင်ဒီနှစ်ခုပေါင်းဒီနှစ်ခုပေါင်း3နဲ့4ပေါင်းရင်သူကခွန်ရတယ်ပါဝါနဲ့ဒါအချိန်ပဲဒီနေ့အတွက်အချိန်ကြာတာဖြစ်တဲ့အတွက်ကျွန်တော်ပါကြသွားလဲဆိုရင်ဒီမှာခွန်9ရဲ့6နှစ်ချင်းရဲ့ကြာတော့เนาะအဲဆိုရင်ဒီကောင်ကကျွန်တော်ကမှန်တယ်လို့ယူဆပါเนาะဒီကောင်ကိုကျွန်တော်မှန်တယ်ပြီးလို့ရှိရင်4နဲ့2နဲ့ပြန်ပေါင်းဒီမျိုးပေါင်းသွားเนาะပေါင်း6ချင်းအဲဆိုရင်ဒါလည်းမှန်တယ်ပြီးလို့ရင်နေ့300နေ့နဲ့300နဲ့ပေါင်းဒီမှာနေ့ခွန်ဒီလိုရှိရင်300နဲ့5နဲ့ပေါ
ပေါင်းချင်း9ပါဝါ3ညနော်ဒီမှာပေါင်းချင်း9ပါဝါ3ညဒီဘက်ထဲမှာလာကြနော်ဒီဘက်ထဲမှာကြာဒီမှာမှာကြာ3ရတယ်6တက်ပေါင်းချင်း6တက်ရတယ်ပြီးရင်ဒီနောက်မှာ8ပေါင်း8 3ချိန်ဒီနောက်မှာပေါင်း9 3ညချိန်9 3ညချိန်ဆိုရင်ဒီနောက်မှာဆိုရင်တစ်ခါပြတ်တယ်နော်ကျွန်တော်ကဒီလိုမျိုးတွားနေရနော်ကျွန်တော်ရောက်စားဒီလိုတွားတာဒီနောက်မှမှန်တယ်ဒီမှာ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 လာမှာဒီမှာတစ်ချက်မှာတော့နော်သူကဒီမှာ9 3ညကြာရမယ်ထဲမှာ9 3ညကြာရမယ်မှာမကြဘူးနော်အဲဆိုရင်ဒီအချိန်တစ်ချိန်ကကျွန်တော်တွားပြီးမှပြန်ဖောက်နော်အခုနောက်တစ်ခုကြည့်မယ်နော်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်3ရယ်4ရယ်နော်3 4ပြီးရင်4နဲ့5 3ည5 3ည9 6 4နဲ့8 6ဒီလိုမျိုးဒီကောင်နဲ့ဒီကောင်ပေါင်းဒီကောင်နဲ့ပေါင်း9ရတယ်နော်9အဲဆိုရင်ဒီကောင်ပေါင်းရင်ဒီနားမှာရေးရမှာနော်9ဖြစ်တဲ့ဒီမှာ9ကြတယ်ပြီးရင်4နဲ့2ပေါင်း6ရတဲ့အတွက်ဒီနားမှာ6တစ်ချိန်အဲဆိုရင်တစ်ကြတယ်နော်9 3ညကိုပြန်ယူမယ်ဒီနှစ်ခုပေါင်းအဲဆိုဒီနားမှာ9ပေါင်းချင်း9ပါဝါ3ည9 3ညနော်ဒီလိုရှင်းဒီနားမှာ3ညနဲ့9ပေါင်းချင်း9ပါဝါ3ည9 3ညကြတယ်ဒီနားမှာဆိုရင်ဒီနားမှာလည်း9 3ညပေါင်းချင်း9ပါဝါ3ညကြတယ်ဒီလိုရှင်းဒီနားမှာကဒီ9နဲ့6ပေါင်း9ပါဝါ3ညဒီနားမှာတစ်ချက်မှာတော့နော်အဲဆို4နဲ့9နဲ့6ပေါင်း9ပါဝါ3ညတစ်ချက်ပေါက်တယ်ဒီနားမှာပြောလို့ရှိရင်ဒီနားမှာက4နဲ့2ပေါင်း6ဒီနားမှာ6တစ်ပါဝါချိန်ပြောရင်ဒီ9ဒီမှာ9လေးဒီမှာတစ်8ဒီမှာ9လေးကြတယ်နော်ဒီ9လေးကြတယ်အဲတစ်ချက်ကြည့်မယ်ဒီမှာ9ချင်းကြရမယ်ဆိုဒီမှာ9ဆိုဒီမှာ9ကြတယ်ဒီမှာ9ကြတယ်နော်အဲဒီကောင်မှန်တယ်ဒီကောင်6တစ်ဆိုရင်တစ်ကြတယ်နော်တစ်ကြတဲ့အတွက်ဒီကောင်မှန်တယ်ပြီးရင်9 3ည9ကြတယ်မှန်တယ်9 3ည3ညကြတယ်9 3ည9 6ကြတော့နော်9 6ကြတယ်ဒီမှာဆိုရင်9 3ညကြရမှာဒီမှာ9 3ညမှန်တယ်9 3ညချင်းဒီမှာ9 3ညချင်းကြရမှာမကြဘူးဒီမှာတစ်ချက်မှာလားဒီမှာတစ်ချက်မှာလဲဆိုရင်ဒီမှာတစ်ခါဖောက်တယ်နော်တစ်ခါမှာဒါရောတစ်ခါမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်တစ်ခါမှာဒီမှာဆိုရင်9 3ညဆိုမကြဘူးဒါပေမဲ့ဒီမှာ9နဲ့1နဲ့1နဲ့8နဲ့ပေါင်းလိုက်ရင်သူက1နဲ့8နဲ့ပေါင်းလိုက်ရင်9ပါဝါ4ချိန်ဆိုရင်ဒီမှာ9တလုံးပြန်လာကြတယ်9ကြဒီမှာ9ကြတယ်ဒီမှာဒီဘက်ဟာမားလိုက်လို့ဒီကောင်ကမကြလာဘူးဖြစ်တဲ့အတွက်နောက်မှဆိုရင်မနေ့ပြန်တော့ကျွန်တော်ပါချင်းဖြစ်မလဲဆိုရင်
ဒီမှာကိုနဲ့ဒါနဲ့ပေါင်း6ကိုပေါင်းချင်း5ပါဝါ300ဒီမှာစက်သိမ်းမှလာတဲ့ဥစ္စာပြန်လာပြီ5300ဒါဘာလို့မလဲ5300လာဘာလို့မလဲဒီနာမှာကဘာလာလဲရှင်းနဲ့ကိုပေါင်းခွန်ပါဝါနဲ့ခွန်ရှိတယ်နဲ့ခွန်တလုံးအဲဆိုရင်ကျွန်တော်တို့မနေ့ပြန်ကြရင်ဘာအချိန်ထုံးမလဲဆိုရင်ဒီဟာကဘယ်နှချိန်မှဆိုရင်ဒီမှာတစ်ချိန်ပဲဖောက်တယ်နော်တစ်ချိန်ပဲဖောက်ခဲ့လို့ဒီမှာက5300ချိန်ခုနှစ်ချိန်5300ချိန်ခုနှစ်ချိန်မှာကျွန်တော်ထိုးကွက်ဘယ်လိုယူမလဲကျွန်တော်ထိုးကွက်ယူမယ်နော်နော်တခြားကြည့်ထားတော့မနေ့ပြန်မရဘူးတော့ရတယ်ရင်ပြောနေโอเคအဲဆိုကျွန်တော်ထိုးကွက်ယူမယ်နော်ထိုးကွက်ကမချင်ထိုးကွက်ကျွန်တော်က300အချိန်5300အချိန်ကိုကျွန်တော်ဘာကပ်မလဲဆိုရင်9လေးနဲ့ကပ်မယ်နော်9လေးနဲ့9 5လေး300လေးနော်နောက်တစ်ခုကဒီမှာခွန်နဲ့အချိန်ခွန်လေးခွန်ကိုလေးကိုဒီကောင်အကုန်ချိန်ထားတဲ့ဥစ္စာဟုတ်တယ်နော်အကုန်ချိန်ထားတယ်ဆိုရင်ကျွန်တော်ကဒီမှာအိုးကွက်ဘယ်ရရွေးမလဲဆိုရင်အမှန်တော့ဒီကောင်အခုလုံးဝဒီနေရာအရေးကြီးနေနော်တစ်ချက်စောင့်ကြည့်ရမယ်ထင်မှာပါအဲဆိုရင်ကျွန်တော်ဒီထိုးကွက်မိန်အောကိုဘယ်လိုထိုးမလဲမိန်အောကွက်ဘယ်လိုထိုးမလဲဆိုရင်မိန်309ရယ်309ရယ်ပြီးလို့ရှိရင်ခွန်ကိုရယ်ပြီးလို့ရှိရင်ဒီနာမှာတစ်ချက်ကခွန်ကိုရယ်ပြီးလို့ရှိရင်5လေးမခွန်ကိုရယ်နှစ်ကိုနော်နှစ်ကိုတရားမိန်တာရန်ကျန်တဲ့ဥစ္စာပဲရန်နော်5လေး300လေးရယ်ပြီးရှင်နှစ်လေးရယ်ပြင်ခွန်လေးတရားကမိန်တာရန်နော်โอเคမနေ့ပြန်ကြတော့ကျွန်တော်ဒီအချိန်နဲ့တစ်ခါပြန်ပေါက်မယ်နော်โอเคကြည့်ရှုကြအားလုံးကိုကျေးဇူးတင်ပါတယ်